ဘယ်ဟာမှန်တယ်လဲ In May 5th on May 5th in my birthday on my birthday အချိန်ရရှိမှာ at on in စတဲ့ prepositions တွေကိုမှန်အောင်ထည့်ဖို့လိုပါတယ်အလွယ်မှတ်မယ်ဆို at ကိုနာရီနဲ့တွဲပါတယ်ဥပမာ12နာရီ3နာရီခွဲ on ကိုရက်နဲ့တွဲပါတယ်ဒီနေ့တောက်ကြဒီနေ့2ရက်နေ့ in ကိုတော့လတို့နှစ်တို့နဲ့တွဲပါတယ်မေလ1996ခုနှစ်အသေးစိတ်ထပ်ကြည့်ကြည့်ပါမယ်နော်ဒီမှာ at ကိုနာရီနဲ့တွဲထားပါတယ် at 7:30 p.m. at 10 o'clock at ကိုအစားစားချိန်နဲ့လည်းတွဲပါတယ် at breakfast မနက်စာ at lunch နေ့လယ်စာ at dinner ညစာနေ့တစ်နေ့ရဲ့အချိန်အပိုင်းခြားမှာ at ကို at noon နေ့လယ်12နာရီအတိအချိန်ပေါ့ at night ည at midnight ညလယ်ဒီလိုသုံးပါတယ်နီးထွက်ချိန် at sunrise နေဝင်ချိန် at sunset ဒီလိုလည်းပြောပါတယ် on တော့နေ့တွေရက်တွေနဲ့တွဲပါတယ် on Monday တနင်္လာနေ့ on Sunday တနင်္ဂနွေနေ့ on October 24အောက်တိုဘာ24ရက်ဒီမှာလရောရက်ရောဖြစ်နေပြီမြဲ24ရက်နေ့လို့ရက်အတိအကျပါတယ်ဆိုရင် on ကိုသုံးပါတယ်ဒီလိုပဲ on January 15 2024မှာလည်းရက်အတိအကျပါလို့ on သုံးပါတယ် on my birthday မွေးနေ့ကကျွန်တော်တို့တီးတန့်ရက်လေးတစ်ရက်မို့ on သုံးပါတယ် in ကိုလရီခုနှစ်တွေနဲ့တွဲပါတယ် in June in December in 2026 in 1999 in the 21st century 21ရာစုလို့ပြောချင်လဲ in သုံးပါတယ် in the morning မနက် in the afternoon နေ့ခင်း in the evening ညနေခင်းဒီလိုသုံးပါတယ်ဒါအပြင် in winter ဆောင်းရာသီ in summer နွေရာသီ in spring နွေဦးဒီလိုသုံးပါတယ် in ကိုအနာဂတ်အချိန်အတွက်လည်းသုံးပါတယ် in 10 minutes နောက်10မိနစ်အတွင်းပြီးမယ် in 2 weeks နောက်2ပတ်နေတွေ့မယ်စသည်ဖြင့်သုံးနိုင်ပါတယ်